တရားရှိခင်သူတော်စင်သူတော်ကောင်းအပေါင်းတို့တွေဒီစဉ်ဥစ္စာယတနာများဒီအလတိုးတက်ကြပါစေခြင်းကြိုးငါ၎င်းကိုယ်ဤကျမ်းမာခြင်းစိတ်ရှမ်းသာခြင်းတို့နှင့်ပြည့်စုံကြစေခြင်းကြိုးငါ၎င်းအလုံးစုံသောဘေးဥပအန္တရာယ်တို့မှကင်းဝေးကြပါစေခြင်းကြိုးငါ၎င်းဤတန်တမှုအာယုံပြုလို့ဥစဉ်ကမေတ္တာကရုဏာရှိထားကဖြင့်မဏီဇောဒဗရမယယရဏဂါရတော်ကိုရွတ်ဖတ်ပူဇော်ပေးမှာဖြစ်ပါတယ်ဒီဝါတပတိအာဒိသောရတိမာဘာတိဇန္တိမာဒန္နတောခတ္တယောတပတိဇာယိတပတိဗျမနောအတသဗ္ဗမောရတိဗုဒ္ဓတပတိတိသသာဧတေနသစ္စာဝစေနာတုတိမေဟောတုဇယမင်္ဂလံဗုဒ္ဓသာလောကဓမ္မေဟိစေတယတနာကမ္မတိအတောကံဝိယဇံခိမံတုဋ္ဌေမမတုဋ္ဌေပိယေဟိမမပိယေဟိဒိဏိယမမဒိဏိယရာဇစိတ်တံပိယမိုင်မိုင်အမေဇာရာဇစိတ်တံပိယမိုင်မိုင်အမေဇာစိတ်တံပိယမိုင်မိုင်ဒေဝစိတ်တံပိယမိုင်မိုင်ဒေဝီစိတ်တံပိယမိုင်မိုင်ပုရိသစိတ်တံပိယမိုင်မိုင်အဋ္ဌိစိတ်တံပိယမိုင်မိုင်သဗ္ဗစိတ်တံပိယမိုင်မိုင်အောင်အေဟိလာဗံရှင်အောင်အေဟိဗလံရှင်အောင်အေဟိဗလံကအောင်အေဟိဗလံရှင်ကစေသဗ္ဗဟိတမင်္ဂလာနိပုံညာဘိတိရိသောဗဏီသရတတိသမေမာတာနိစ္စရခန္တုမန္တရာဒီဝါတပတိအာဒိသောရတိမာဘာတိဇန္တိမာဒန္နတောခတ္တယောတပတိဇာယိတပတိဗျမနောအတသဗ္ဗမောရတိဗုဒ္ဓတပတိတိသသာဧတေနသစ္စာဝစေနာတုတိမေဟောတုဇယမင်္ဂလံဗုဒ္ဓသာလောကဓမ္မေဟိစေတယတနာကမ္မတိအတောကံဝိယဇံခိမံတုဋ္ဌေမမတုဋ္ဌေပိယေဟိမမပိယေဟိဒိဏိယမမဒိဏိယရာဇစိတ်တံပိယမိုင်မိုင်အမေဇာရာဇစိတ်တံပိယမိုင်မိုင်အမေဇာစိတ်တံပိယမိုင်မိုင်ဒေဝစိတ်တံပိယမိုင်မိုင်ဒေဝီစိတ်တံပိယမိုင်မိုင်